ဒီနေ့ဘာပြန်လုပ်တယ်လဲဆိုတော့ခါတိုင်းစားတဲ့ဟင်းတွေပဲပေါ့ငါညီမြင့်ရယ်ဟန်းချင်လေးတစ်ချမ်းရယ်ပြီးရင်ကွန်ပျူတာ3လုံးရယ်ပြီးရင်ပါလဲငယ်ဦးဒီရုပ်ဒီအစိမ်းအနီအဲ့ဒါကိုတောက်လုပ်မယ်လုပ်ပြီးထည့်မယ်ထည့်ပြီးဆိုရင်မြင်းခွာရက်ထည့်ရမယ်ဒါငါတို့ဒီနှုတ်လေးလုပ်လိုက်မှာပေါ့နှုတ်လေးလုပ်ပြီးတော့ခဏတော့ငါညီမိတဲ့ကိုထည့်လိုက်မယ်ပြီးဖို့ကြောင့်ထဲမှာနေပြီးတော့အမဲရောင်မှုပြီးတော့ခင်းလောက်ရတာတဲ့ဟုတ်လဲနာရေးမှာတော့ခုတလို့တဲ့မဟုတ်ဘူးကိုကအင်ကြီးဆိုရင်အနက်ရောင်ကိုကြိုက်လို့慢点咯，这下午慢。这里到他俾我，第一隻先到အိမ်မှာနာရေးဖြစ်ရင်လာခေါ်လို့ရအချက်ကူပေးနေတော့မဟိုင်တော့ဟုတ်တယ်အဲ့လေကမှလည်းချက်ကူပေးနေကျမတို့အုပ်လိုက်အကုန်မှာပဲကျမတို့ကတော့အော်ဒါအားလုံးရတယ်ဘာပဲမှမအားလုံးရတယ်အကြောင်းနောက်ဟိုင်ကျရင်အဲ့လိုမျိုးတွေချစ်ချောင်းရဲတယ်။ဘယ်လိုမလဲလား။မင်္ဂလာပွဲလုပ်မလား။ဘယ်လိုမလား။ပါပြီအလုံးရတယ်ကျွန်တော်လုပ်ရတော့ကျဲအတိကမင်းကပဲဟာလဲပဲပုတ်ယူခဲ့ရတယ်ပဲမှာထားလိုက်ပြီလေ။ဟုတ်ပါဟုတ်လေ။ဒီအောင်မှာဟုတ်လား။လက်ပူစလုံးဖောက်ခါရော။အော်အေးဒါအေးခေလား။အတိကမင်းက3လာတာလေးလောက်ကမ်းမရဲ့ပါလေပဲပုတ်အရေကိုသုံးတာအရင်ကောင်းတယ်ဒီထဲကိုဆိုဘဲငန်းပြားရည်ထဲမယ်စားထဲမယ်သူကအချင်းဖြစ်တဲ့အတွက်အချုံမုံထည့်ပေးရတယ်ဘဲငန်းပြားရည်ထည့်မယ်ထပ်ပြီးရင်တော့ဘာထည့်ရမလဲဆိုတော့ပြီးအမလို့ဟိုရဲ့ရောရဲ့ဟိုအချင်းနဲ့ဆလာကကြီး